ကဲလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့ကြာတာပရိနေ့အတွက်ဖြစ်ပါတယ်ဒီတစ်ပတ်ကတော့ဒါကျွန်တော်စီကတော့ပတ်တီးနဲ့မွေးကွက်တွေအားလုံးကုန်သွားတဲ့အတွက်ဒါ group link တွေကို free လုပ်ပေးလိုက်ပါတယ်ဗျာနော်ဒီအောက်မှာတော့ Viber Telegram group link တွေချလာပေးပါတယ်ကျွန်တော်တို့ဒီနေ့မှာဘာကိုကစားသင့်လဲဆိုတော့ဒါကျွန်တော်တို့ဟာနေ့အင်္ဂါနေ့အစင်းလာတာက35နဲ့တင်5ဆိုတော့ထိပ်ပေးက35ဆိုပြီးတော့နက်ခတ်ဖြစ်နေတယ်နက်ခတ်ဖြစ်တဲ့အတွက်ကိုကျွန်တော်တို့က35ချိန်နေဒါရက်ချိန်စီပေါ့ဗျာနော်35ချိန်ရက်ချိန်စီပြီဒါကြောင့်35ချိန်နဲ့ပဲအဓိကဦးစားပေးပြီးကစားရမှာဖြစ်ပါတယ်မနေ့ကတော့ဒါကျွန်တော်တို့49ချိန်ပေါ့49ချိန်ကဒါဒီနေ့ရက်ချိန်စီပြီဆိုတော့49ချိန်နဲ့ကပ်ပေးလိုက်တာကျွန်တော်ကနေ့ကင်ဘက်ကြတော့ကျွန်တော်ကဒီနည်းနည်းအချိန်ပြောင်းလေးလောက်လိုက်တဲ့ဟာကိုတော့ဒါ group မှာပဲတင်ပေးဖြစ်လိုက်တော့ဒီ YouTube ကကျွန်တော်မိတ်ဆွေတွေမရဖြစ်လိုက်ပြီပေါ့နော်ကျွန်တော်ကတော့4ခု9ခု2ကွက်ကိုဒါထည့်ပြီးထိုးခိုင်းလိုက်တဲ့အချိန်မှာဒါဒီနှစ်ကွက်ကလည်းဗျာပွင့်နေပြောလို့ရှိရင်တော့ငါကျွန်တော်ကဟိုတက်ဆိုင်ရဒီဟာလေးပြတ်ရတော့ဒါမဲ့ YouTube မှာကြတော့လေတင်ဖို့ရတော့လေဒီနှစ်ကွက်ထပ်တိုးရဲဆိုတော့ဒါကျွန်တော်တင်ဖို့လည်းမေ့သွားတာပေါ့အဲကြောင့်အစင်မပြေဘူးဖြစ်သွားတယ်ကျွန်တော်တို့အဲ့ဒီဟာလေးကိုတော့ဒီ Viber Telegram group ကိုဒီအောက်မှာချတာပေးပါတယ်တကူးကူးဆိုလို့ရှိရင်လည်းအဲ့ဒီ group မှာပဲဒါတင်တာများတဲ့အတွက်မိတ်ဆွေများနေနဲ့အဲ့ဒီ group ကို join ပြီးကြည့်နိုင်လို့ရှိရင်တော့ပို့ပြီးအဆင်ပြေပါတယ်ဗျာနော်ဒီနေ့ကတော့ဒါ35ချိန်နောက်ဆုံးဖြစ်တဲ့ရက်ချိန်စီတဲ့အတွက်ဒါ35ချိန်နဲ့ဆိုင်တဲ့ဟာလေးတွေကိုတော့ဒါအောက်ွက်ထဲမှာထည့်ထားပေးခြင်းဖြစ်ပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ